ဂျပန်မှာ9နှစ်10နှစ်ကြာလှုပ်လှုပ်လာပြီးနောက်ပိုင်းမှာလူတော်များကြီးကျယ်နောင်တရတဲ့ရာ3ခုရှိတယ်။ဘာလဲသိကျင်တော့ဒီဗီဒီယိုဆောင်းကြည့်သွားလိုက်ပါ။ပထမတစ်ခုကတော့ပတ်သက်ရှာရင်ကိုဘဝရဲ့ချိန်ကြီးပျောက်သွားတယ်။ဂျပန်မှာလှုပ်တွေကောင်းတယ်။ OT တွေရှိတယ်။လာတာတွေရတယ်။ဒါပေမဲ့မနေ့အလုပ်ညအလုပ် repeat ဖြစ်နေရင်လည်းတနေ့မှန်နဲ့ပြန်ကြည့်တော့ကိုကအသက်ကြီးလာနေငယ်ရွယ်တဲ့ချိန်မှာလှုပ်ချင်ခဲ့တဲ့အိမ်မက်တွေတွားချင်ခဲ့တဲ့နေရာတွေကဖြည်းဖြည်းနဲ့မှိန်လာတယ်။ပတ်သက်တွေရနေတာတော့မှန်တယ်ဆိုပေမဲ့ပြန်မရနိုင်တဲ့အချိန်တွေကိုတော့ဆုံးရှုံးနေရတာဖြစ်တယ်။ဒုတိယတစ်ခုကတော့ scale တစ်ခုမှမတိဆောက်ခဲ့တယ်။9နှစ်10နှစ်အလုပ်တွေတော့လုပ်နေခဲ့တယ်။ဒါပေမဲ့ကိုယ့်လက်ထဲမှာဘယ်နေရာပဲသွားစားလို့ရမယ်သုံးလို့ရမယ် scale ဘာတစ်ခုကြံခဲ့တချို့လူတွေကလာစာရနေတဲ့အချိန်မှာ language တွေလေ့လာတယ် business တွေလေ့လာတယ် content creation ဘိုင်းတွေလုပ်ကြတယ်။ဒါတွေကပဲတဖြည်းဖြည်းကိုယ့် next level ကိုခေါ်သွားပြီ။တချို့ကကြတော့အလုံးနဲ့အိမ် repeat လုပ်နေရင်လည်း9နှစ်10နှစ်ကြာသွားကြတယ်။တတိယတစ်ခုကတော့အရေးကြီးဆုံးဖြစ်တဲ့တစ်ခါဆုံးရှုံးပြီးရင်နောက်တစ်ခါပြန်မရနိုင်တဲ့မိဘကိုအချိန်မပေးနိုင်တော့ဂျပန်ရောက်နေတဲ့အချိန်မှာနောက်မှကျေးဇူးပြန်ဆက်မယ်နောက်မှကောင်းကောင်းထားမယ်ဆိုပြီးအချိန်ကြီးရွှေ့နေကြတယ်။ဒါပေမဲ့တနေ့ဗီဒီယိုကောတဲ့မိဘရဲ့မျက်နှာကိုတေချာပြန်ကြည့်တဲ့အချိန်အဖေကလည်းအိုလာပြီအမေကလည်းသပင်ဖြူလာပြီအဲ့ဒီအချိန်မှာနားလည်လာမှာကပတ်သက်တွေအခြားရတယ်ဆိုတာထက်မိဘကိုပျော်ရွှင်အောင်ထားရမယ့်ချိန်မိဘနဲ့ဖြတ်သန်းရမယ့်ချိန်တွေကဆုံးရှုံးပြီးရင်ပြန်မရတော့ဘူးဆိုတာပဲဒါကြောင့်ဂျပန်မှာလုပ်နေုံနဲ့ကျင်းနေမနေပါနဲ့ပတ်သက်လဲရှာ skill လဲတိစောက်မိဘကိုလည်းတန်ဖိုးထားပါမဟုတ်ရင်တော့နောက်9နှစ်10နှစ်ကြာသွားလို့ရှိရင်လက်ထဲမှာနောင်တတွေပဲကြံနေရပါလေခုကြည့်နေတဲ့သူတွေထဲမှာရောဒီဗီဒီယိုကြည့်ပြီးတခုခုသတိဝင်သွားလားကွန်မန့်မှာခြိုင်းနိုင်ရေးခဲ့လို့ရပါတယ်ဆုံးဖြတ်ကြည့်ခဲ့ပြီလို့ကျေးဇူးများကြီးတင်ပါတယ်